Bruno Fernandes နှုတ်ဆက်တီးတွေဘယ်လိုနှလုံးသားနဲ့နားဆင်ကြမလဲပရိသတ်များလုံးပဲမင်္ဂလာပါများ MT Daily Sport Page ကနေပြန်လည်ကြိုလိုက်ပါတယ်ကဘာကြီးနဲ့ချမ်းကွဲသွားရင်တော့သူမရှိတဲ့အချမ်းမှနေမယ်ဆိုလိုမျိုးသူမသာလင်ကိုပွားရဲ့ပြစ်ဆုပ်ပန်လေးဖြစ်တယ်လို့အနာဂတ်လည်းဟုတ်တယ်ဆိုကြသလိုမျိုး Manchester United အသင်းအတွက်တော့ Bruno Fernandes ဟာပြစ်ဆုပ်ပန်နဲ့နာခဲ့ပါပဲBruno Fernandes တာ Manchester United မှာရှိနေရင်အသင်းကိုဥဆောင်ပေးနိုင်မဲ့ခေါင်းဆောင်ကောင်းတယောက်ကိုပိုင်ဆိုင်ထားခဲ့တယ်လို့မျိုးနောက်ပြီးလူငယ်တွေအတွက်လေးစားရတဲ့အထူးယူတင်တဲ့ကစားမတယောက်ကိုပိုင်ဆိုင်ထားခဲ့တယ်လို့မျိုး Manchester United အသင်းဟာပိုင်ဆိုင်ခွင့်ရထားခဲ့ကြတာပါအဲ့လိုကစားမတယောက်ဟာ Manchester United အသင်းနဲ့ FA ဖလားနဲ့ Carabao ဖလားတို့လိုစူပလာအသင်းစားလေးတွေကိုသာစုခိုးထားနိုင်ကြတာဖြစ်ပြီးတကယ်တော့ Bruno Fernandes လိုအသင်းကောင်းဆောင်တယောက်အတွက်အဲ့ဒီစူပလာတေးသေးလေးတွေနဲ့မထိုက်တန်ပါဘူးတကယ်နဲ့သူနဲ့ထိုက်တန်တဲ့စူပလာဟာ Premier League Champion စူပလာနောက်ပြီးဥရောပဖလားအစရှိတဲ့စူပလာမျိုးတွေနဲ့ထိုက်တန်တာဖြစ်တယ်လို့ရလဲရရှိသင့်နေကြတာပါဒါပေမဲ့ Bruno တယောက် United မှာကံကောင်းခြင်းတွေမရှိခဲ့ဘူးလို့ဆိုရမှာဖြစ်ပါတယ်Manchester United အတွက်သူရဲ့ပေးဆပ်မှုတွေဟာလက်ရှိသူရရှိထားတဲ့အောင်မြင်မှုတွေထက်အများကြီးပိုရနေခဲ့တဲ့တာဖြစ်ပြီးအဲ့လိုအောင်မြင်မှုများများဆဆများသေးပဲ Manchester United အသင်းကနေသူဆွန့်ခွာခဲ့မယ်ဆိုရင် Bruno ဟာဂုဏ်သတင်းရအောင်မြင်တယ်လို့ပြောလို့ရပါမယ်။စူပလာရတော့ကြာရှုံးခဲ့တယ်လို့ဆိုရမှာပါ။ Manchester United အသင်းအတွက်ပေးဆက်ထားတော့ Bruno Fernandes ဟာအောင်မြင်မှုတွေနဲ့တော့ဝေးကွာနေခဲ့တာဖြစ်ပြီးသူ့အတွက်နောက်ထပ်အောင်မြင်မှုတွေများသေးခင်ပါပဲ Manchester United အသင်းကနေထွက်ခွာပွဲရှိတယ်ဆိုတဲ့သတင်းတွေဟာထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ပေါ်တူဂီကွင်းလယ်ကစားမကိုတော့ Sorry Club အိမ်လယ်အသင်းကအလုပ်ရှိနေခဲ့တယ်လို့သတင်းတွေထွက်ပေါ်လာခဲ့တယ်လို့ Bruno Fernandes ရဲ့ agent နဲ့စာချုပ်ဆိုင်ရာအသေးစိတ်အချက်အလက်တွေကိုသဘောတူညီမှုရရှိသွားခဲ့ပြီဆိုပြီးလည်းသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။နောက်ဆုံးချက်ဖြစ်တဲ့ Bruno Fernandes ဘက်ကသာခေါင်းငိတ်ခေါင်းခါလှုပ်ဖို့သာကြံရှိတော့တာဖြစ်ပြီးကစားမဘက်ကမီးစိမ်းပြလိုက်တာနဲ့ Bruno Fernandes ရဲ့အပြောင်းအရွှေ့ကအတီးဖြစ်သွားမှာပါ။အိမ်လယ်ဘက်ကတော့ Bruno Fernandes အတွက်ပေါင်တန်း80အသုံးပြုဖို့ပြင်ဆင်ထားခဲ့ပြီးအပြောင်းအရွှေ့ဟာဘယ်လိုတွေဆက်ပြီးဖြစ်လာမလဲဆိုတာစောင့်ကြည့်သွားတော့မှာဖြစ်ပါတယ်။ဘောလုံးအားကစားနဲ့ပတ်သက်တဲ့သတင်းတွေကိုအကောင်းဆုံးတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ page ကိုလည်း like and follow လေးလုပ်ပေးခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါရစေ။အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။